မေလောက်ကဘာတဲ့ရမှာလဲ ကုမ္ပဏီလို့ထင်လိုက်လေတမီး အဲ့ဒါမေလောက်တာရော အော်မမေအလုပ်ကန်ကြတော့မိခိုးပေါ့ ဒီခုစားပါရဲ့ဟင် အော်မိခိုးဆိုတာဖေဖေတို့အပြင်မှာအလုံးလို့တို့လိုမျိုးအလုံးမရှိပဲနဲ့ဟိုအိမ်မှာအိမ်ကအလုပ်ကလေးတွေပဲလုပ်တာပြောတာတမီးနော် ဘာရဲ့ကျမအလုံးမရှိဘူးဟဟလားမိခိုဟဟလား မဟုတ်ဘူးလေမိမဟိုအလုံးအကင်မမေရမရှိတာကိုပြောချင်တာ ဘာအောင်မမဲရမရှိအောင်ဘာအောင်မမဲရမရှိရလဲဒီမှာဒီငချင်းကလေရှင်တို့သားမတရက်ဝတ်ထားတဲ့အဝတ်တွေနော်တနေ့ရှော်လို့ဖို့လို့မပြီးနိုင်ဘူးချက်လို့ပြုတ်လို့တန်ရှင်းလို့မပြီးနိုင်ကျမကြုံမာကြီးကြာနေရပဲနော်ရှော်ရလေအဲ့အဝတ်တွေကြီးကိုမပြောင်းနိုင်ဘူးလက်တွေကိုအမတောင်းလို့ခိုင်လို့ ဟုတ်ပါပြီအလုပ်ရှိတယ်ဟုတ်ပြီလားကွာအလုပ်ကပြန်လာခြင်းလို့အေးစေးနားမှမရှိဘူးတကယ် ရှင်တို့လောက်ကအေးအကုန်ခနဲ့ငုတ်တုတ်ထိုင်နေရတာပါတော့လဲလို့ရလဲပြီးလောက်လိုက်ချင်းနဲ့နေပါအောင်ကျမပြောပါမယ်ရှင်ကြေကိုမကျေနပ်ဘူးရှင်ကလေးတွေရှိမှကျမအိမ်မှာအလုံးမရှိဘူးလို့ပြောဟဟလားအကြီးလေးဆိုရင်သိနေပြီနော်ဘာတော့ကျမကလေးတွေရှိမှနှိမ်နာလား အဲ့လိုမဟုတ်ပါဘူးမိမရာတော့ပြီအဲ့တော့ငါလည်းပြင်မနေပြီနားတော့ မဟုတ်ပါဘူးကျမခံစားရလုံးလို့ပါ